အခုတလုံးကတော့အသားတွေကြီးပဲစားနေတာများနေလို့ဒီနေ့မှာတော့အသီးရွက်ဟင်းနဲ့ပဲပေါ့ပေါ့ပါပါထမင်းစားဖြစ်ခဲ့ပါတယ်ဒီနေ့ကနေသားတယောက်ဘာဟင်းနဲ့စားခဲ့လဲဆိုရင်ရုံးပရိသီကျော်ပဲပေါင်းကျော်နဲ့ငပိကျော်တို့ကိုအားရပါရစားခဲ့ပါတယ်ဒီဟင်းသုံးမျိုးကိုကြည့်ရတာအဆက်ဟက်မတည့်ဘူးလို့ထင်ရပေမဲ့စားလိုက်တဲ့အခါမှာတော့အရန်ကိုလိုက်ဖက်ပါတယ်ငပိကျော်ကိုထမင်းနဲ့နေပြီးရုံးပရိသီကျော်နဲ့တွဲစားရတာကအသားဟင်းနဲ့စားရတာထက်ပိုပြီးတော့ရတာရှိပါတယ်ပြီးတော့ပဲပြုတ်ကျော်လေးကိုထည့်စားလိုက်တဲ့အခါမှာတော့ပြောပြလို့မရတတ်အောင်ပြည့်ပြည့်စုံတဲ့အရာလေးကိုခံစားရပါတယ်။ရုံးပရိသီဆိုတာကလူတိုင်းမကြာခဏစားတဲ့နဲ့ဟင်းသီးဟင်းရွက်တစ်မျိုးလို့ပြောရပါမယ်။ရုံးပရိသီမှာလူတွေရဲ့အယိုးတွေကိုအကျိုးပြုစေတတ်တဲ့အချွဲတွေပါတယ်လို့အမြင့်တက်ကလည်းလူတွေကိုကောင်းကျိုးပြုစေပါတယ်။ဒါကြောင့်နေသားတို့ကတော့ရုံးပရိသီကိုမကြာခဏကြော်စားလေးရှိပါတယ်။ရုံးပရိသီကိုအခုလိုအဖြူသေးကြော်တာပဲဖြစ်ဖြစ်ငပီးနဲ့ရခိုင်ချက်တာပဲဖြစ်ဖြစ်ပြုတ်ပြီးတော့တိုးစရာအနေနဲ့တိုးတာပဲဖြစ်ဖြစ်နေသားတို့လိုရုံးပရိသီကြိုက်တဲ့သူတွေတက်ကတော့အရန်ကိုစားလို့ကောင်းပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာထပ်ပြီးတော့ပြန်တွေ့ကြရအောင်ခမများတို့တွေအစုံတုပ်ကိုကြိုက်ကြလားဒီနေ့ကတော့နေသားကအမေတုပ်ပေးတဲ့အစုံတုပ်ကိုအားရပါရစားပါမယ်ဒါကတော့အမေကအစုံတုပ်ကျွေးမယ်ဆိုလို့နောက်ကနေဆက်စုနေတာပါအမေကအစုံတုပ်ဖို့အတွက်ခောက်ဆွဲရယ်ထမင်းရယ်အာလူးရယ်ပဲပြားရယ်တို့ကိုကျက်သွန်နီစီကြားငရုတ်သီးကျော်မကြီးချင်တို့နဲ့ရောတုပ်တာဖြစ်တယ်လို့အပိသက်မှာလည်းအတုပ်ရရစာပို့ပေါ်လွင်စေဖို့အတွက်မြေပဲလော်တွေကိုလည်းထည့်ပါတယ်ဒါဆိုရင်တော့အရန်ကိုရစာရှိတဲ့အမေလက်ရအစုံတုပ်ကလေးကိုရပါပြီဒါဆိုအားရပါရဆွဲလိုက်ပါအောင်မယ်အစုံတုပ်ကအချင်းစားထိမိမိလေးနဲ့အရန်ကိုစားလို့အရန်ကောင်းပါတယ်မြေပဲလော်ရဲ့အရစာကလည်းအတုပ်ရစာကိုပေါ်လွင်စေပါတယ်နောက်ပြီးတော့အာလူးနဲ့ပဲပြားတွေကလည်းအတုပ်နဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ်အစုံတုပ်ဆိုတာကနေသားနေနဲ့စားလိုက်စားထားမရှိတဲ့အတုပ်တစ်မျိုးပါဒါပေမဲ့လည်းအိမ်မှာအမေကတုပ်ကျွေးတယ်ဆိုရင်တော့အစုံတုပ်ကိုထမင်းလို့အားရပါရစားလေးရှိပါတယ်အခုဆိုရင်တော့အမေတုပ်တဲ့အစုံတုပ်ကလေးကိုအားရပါရဆက်ပြီးတော့စားလိုက်ပါဦးမယ်ဒါနဲ့ခမများတို့ရောအစုံတုပ်ကိုကြိုက်ကြရဲ့လားဗျဒီနေ့ကတော့ထမင်းမြင်စီဖို့အတွက်နေသားကဟင်းလွန်ဟင်းနဲ့စားပါမယ်ဟင်းလွန်ဟင်းဆိုတာကစုံရက်ချက်မောင်ရွက်ငရုတ်သီးစိမ့်အစရှိတဲ့အသီးရွက်ပေါင်းစုံကိုအစုံထည့်ကြော်ရတဲ့အသီးရွက်ကြော်တစ်မျိုးဖြစ်တယ်လို့မြန်မာလူမျိုးတွေကြိုက်တွေ့တဲ့အင်ချက်ဟင်းပွဲတွေတဲကဟင်းပွဲတစ်ပွဲဖြစ်ပါတယ်ဒီနေ့နေသားတို့ကတော့ဟင်းလော်ကိုရိုးရိုးရှင်းရှင်းပဲစားကျင်တဲ့အတွက်ချက်မောင်ရွက်ကစုံရွက်ငရုတ်သီးစိမ့်တို့ကိုပစုံနဲ့တမအောင်ကြော်ပြီးတော့စားဖြစ်ခဲ့ပါတယ်ဟင်းလော်ဟင်းကထမင်းပူလေးနဲ့တွဲစားရင်အရန်ကိုရသာရှိတဲ့ဟင်းပွဲတစ်ပွဲဖြစ်တယ်လို့ထမင်းကြော်နဲ့စားရင်လည်းလိုက်ပါတယ်နောက်ပြီးတော့ဟင်းလော်ဟင်းကဗီတာမင်စီပြည့်ဝတဲ့ဟင်းတစ်ပွဲလို့လည်းပြောလို့ရပါတယ်ဟင်းလော်ဟင်းကိုအဓိကတရုပ်ခွဲရမယ်ဆိုရင်တော့ဟင်းရဲ့အခြေခံကြဆုံးကတော့ချက်မောင်ရက်နဲ့ကစုံရွက်ပါကစုံရွက်မပါတဲ့ဟင်းလော်ဟင်းကချက်မောင်ကျော်ဖြစ်နေတတ်တယ်လို့ချက်မောင်ရက်မထည့်တဲ့ဟင်းလော်ဟင်းကလည်းဘလို့မှစားမရအောင်အရသာမရှိတာမျိုးတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ဟင်းလော်ဟင်းဆိုတာကတက်ဆိုင်တဲ့အသီးရွက်တွေထဲမှာအရသာရှိတဲ့မြန်မာလူမျိုးတွေကြိုက်ဟင်းပွဲတစ်ပွဲဖြစ်လာတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနေသားတို့တွေနောက်နေ့မှပြန်ပြီးတော့တွေ့ကြရအောင်